အားလုံးပဲမင်္ဂလာပါခင်ဗျမနေ့ကဘာဖြစ်ခဲ့လဲဆိုတဲ့အစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်တို့ဒါထုံးစံအတိုင်းပဲဖိဖြတ်အမျိုးရုပ် NUG နဲ့ PDF အဖွဲ့တွေအားဆိုရင်ဒီကလေးတွေကိုအသုံးချပြီးတော့မှဒါအနာဂတ်ကိုသူတို့ဝေဝါးအောင်လုပ်နေကြတဲ့နေရာမှာဒါတော်တော်လေးကိုအားစိုက်ထုတ်တယ်လို့ပြောရမှာပါအခုဒါတစ်ဖက်မှာတက်မလို့ကနေပြီးမှကျောင်းဝေးကိုပြန်ဖွင့်ပြီးတော့မှကလေးငယ်တွေဘဝအနာဂတ်လှပစေဖို့အတွက်တွန်းတင်နေတဲ့အချိန်မှာတစ်ဖက်ကကြောက်သေးကို NUG PDF ပြည့်အမျိုးရုပ်တွေကနေတွန်းချနေတာကိုတွေ့ရလာတယ်အခုဒီတပ်ပုံတွေကိုကြည့်မယ်ဆိုရင်ဒါကလေးငယ်တွေကိုအတဲအဓမ္မချင်းချောက်ဖမ်းဆီးပြီးတော့မှဒါတိုက်ပွဲတွေစစ်မြေပြင်တွေရဲ့အစီအဆုံးနေရာမှာကိုဒါထိုးကျွေးနေတဲ့ဥစ္စာတွေကိုဒီပုံတွေကကောင်းကောင်းတက်တည်ပြနေတာပါအဲ့တော့ဒီ NUG PDF အမျိုးရုပ်တွေရဲ့အစီအမျက်ထုတ်မှုကြောင့်အပြစ်မဲ့တဲ့ကလေးငယ်တွေအများပြားအသက်ဆုံးရှုံးနေရတဲ့အပြင်ကတားနဲ့ရေစူဘက်မှာလဲចောင်းသားတွေကိုနှိပ်စက်ပြီးတော့မှစိုက်ကရိယာတွေကိုဓမြတိုက်လူယူခဲ့တယ်ဆိုပြီးတော့မှဒါကျွန်တော်တို့သိခဲ့ရပါတယ်ပြီးရင်ဒီအဲ့ဒါတွေကိုသိလို့ဒါအရှင်းနေမှန်ဘောနော်ရှင်းနေမှန်မြေပြင်ရှင်းနေမှန်တွေကိုသိသွားတဲ့မင်းကင်းမျိုးနယ်ကဒီ SRF နဲ့ဒါမင်းကင်းကျောင်းသားတော်လိုင်းတက်ကကျောင်းသားအဖွဲ့တွေက NUG ကိုအမြင်မကျင်ရှားလို့ဆိုပြီးတော့မှဒါရှင်းလင်းတုတ်တန်ခိုင်းနေကြပါတယ်ခွေးရှိချင်းကလင်ကကြစ်ကြနေကြတာပါအဲ့တော့ဒီ NUG ပြည့်အဖွဲ့ရဲ့စီခိုင်းချက်ရပါတော်လုံးအဖွဲ့နဲ့ပါတော်လုံးအဖွဲ့တွေကပါနော်မဲဒါမနေ့ကဆိုရင်ဒါသူတို့စီကဒါခေါင်းဆောင်ဒါစန်တင်ထုံးကိုဒါဖမ်းဆီးခေါ်ဆောင်တယ်အဲ့လိုတော့ဖမ်းတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒါစန်တင်ထုံးကိုဝင်းရပြီးတော့မှလိုက်သွားတဲ့ဒါဗီဒီယိုရှိတာပေါ့နော်အဲ့တီသူတွေကိုဒီပါတော်လုံးအဖွဲ့တွေကနေပြီးမှတနက်တင်နဲ့ရန်တန်ပစ်ခတ်ခဲ့တဲ့ကြောင့်ပြည်သူတွေအများပြဒဏ်ရာရရှိခဲ့ပါတယ်အဲ့လာနေမဲ့ဒါစန်တေဒိုနဲ့မကားပဲနဲ့သူတို့ဒီကားပေါ်ကိုဒါအဲ့မှာရှိတဲ့အမျိုးသမီး2ဦးကိုပါကားပေါ်တင်ဖမ်းဆီးသွားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါအင်မတန်အောက်တန်းကြပြီးတော့မှလူမဆန်တဲ့လောက်ရပါပဲအဲ့မှာရှိတဲ့မင်းကင်းနဲ့မှာရှိတဲ့ပြည်သူတွေကတော့အရှင်လက်လက်ငရဲကြနေတယ်လို့ပဲတကယ်တမ်းပြောရမယ်ဆိုလို့ကျင်တော့အဲ့မင်းကင်းမှရှိတဲ့ပြည်သူတွေကဝယ်ပေးထားတဲ့တနက်လို့လည်းသိရတယ်ပေါ့နော်ဒီလက်နက်တွေလို့လည်းသိရတယ်အခုဒီမင်းကင်းပါသုံးလုံးသုံးနေတဲ့လက်နက်တွေကသူတို့ဒီအဲ့ရပြည်သူတွေကပဲဝယ်ပေးထားလို့သိရတယ်အဲ့ဒါကြောင့်ကို့ထားနဲ့ကို့ပြန်ထိုးခံရတာပါပဲမထူပါဘူးနော်အဲ့တော့ဒီလိုမျိုးအောက်ခြေမှာတနတ်တန်ရမျိုးစုံရပြီးတော့မှဘဝပြတ်နေရတဲ့ပြည်သူတွေနဲ့နော်ပြီးရင်တချို့ PDF တွေပေါ့နော်ဒီနိုင်ငံခြားကိုရောက်နေတဲ့ PDF တွေရဲ့ဘဝတွေတကယ်ကိုသနာဖို့ကောင်းပါသူတို့ဘဝကဘာရနဲ့သွားတူနေကုံထမ်းသမားတွေအလုချမ်းသမားဘဝတွေဖြစ်ပြီးတော့မှခွေးဖြစ်မှဒီခွေးမှန်းသိရဲ့ဘဝမျိုးရောက်နေတာပေါ့အဲ့ဒါပေမဲ့လည်းဒီမဲဆောက်မှာရှိတဲ့နော်ဒါမဲဆောက်ကဗီလာအိမ်တွေမှာဇိမ်နဲ့နေနေတဲ့ဝရမ်းပြေးတွေကသူတို့ရဲ့အဖြစ်ဆိုကိုလှည့်တော်မကြည့်ပါဘူးနော်ငါဇဲလို့ကောင်းနေဆိုရင်ဒါရှီလက်အင်ကအစုံလင်ရှိလျက်နဲ့မဲဆောက်မှာနေကူမြေတွေရှူပြတယ်နော်ခွက်ခောက်ပြီးတော့မှပြောပါနေရလဲအင်မတန်ရှက်ဖို့ကောင်းပါရဲ့တခိုးကလူဟစ်ဆိုသလိုပဲနိုင်ငံတကာကအတိမပြုတ်သူတို့ဝါဒဖြန့်ခဲ့တဲ့ဇင်မာအောင်တို့အဖွဲ့ကိုလည်းဒါအိန္ဒိယထိုင်းနိုင်ငံကတော့မှဝရမ်းပြေးတွေမှန်တီလို့ပြင်ပြင်လုံးဝမပေးဘဲနဲ့ပိတ်ပင်ထားတာပါနော်လူတော့မတူတဲ့တခိုးအဖွဲ့ဆိုတာပေါ်လွင်နေပါလေ NUG ကဒီထောက်ပံ့မှုတွေနဲလာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဒီလက်လုံတနတ်တွေနဲ့နော်အသက်တွေကိုရှာနေထိုးကျွေးခံနေရရဲ့ကြည့်မယ်ဆိုရင်ဒီမြင်းရှံပခုတ်ကုနဲ့ရမမင်ဘက်ကဗတ်ဓာတ်တွေကဓမ္မရဲအစင်းမြင့်ကျွန်တော်တို့ဒီ drone တွေရဲ့ရှေ့မမှုအောင်မှာပြဝင်းနေကြရပါပြီနိဗ္ဗာန်နဲ့ထောက်ပံ့မှုကစိနေလီလို့ကွာရှာနေတာမို့မာယူရဲ့ဆန်သက်ပြီးတော့ခုခံနေတော့တီလန်းပဲရှိပါတယ်ဒီမေလ25ရက်နေ့မှာရင်းမပင်ဒါဂျိုးပင်ရွာနဲ့လက်ပြားရွာတို့မှာထိတွေ့မှုတွေဖြစ်ပွားခဲ့ပြီးတော့မှ PDF တွေရဲ့အလောင်းလက်နက်တွေကိုဒါတင်စီရမိခဲ့ပါတယ်။ဒီရင်ကျွန်တော်ဒီမြစ်ကြီးနားမှာခိုးအောင်နေတဲ့ KI အဖွဲ့ကိုလည်းတက်မလို့ရှေမုံလိုက်လို့ဒါ KI နဲ့အလောင်းလက်နက်တွေကိုတင်စီရမိခဲ့ပါတယ်။အဲ့တော့တိုင်းရန်သားလက်နက်ကန်တောင်းကျမ်းသူတွေဘက်မှာလည်းတော်တော်လေးကိုစိုးနေပါတယ်။ကရှင်ပြည်နယ်ဖားကမ်ဘတ်မှာဆိုရင်ဒါဟိုတစ်ခေါက်ကရှေ့တစ်ခေါက်ကဆိုလို့ချင်းဒါမော်ရှန်ဖုန်ကြောင်းမှာဒါဝင်ပြီးတော့မှဒါသူတို့အတဲအဓမ္မဖမ်းဆီးသွားတယ်။အခုလည်းအဲ့ဒီကရှင်မီနာဖားကန်ထဲမှာပဲဒီဗုဒ္ဓဘာသာလူငယ်တွေကို26ရက်နေ့မှာ KIA ကအတဲအဓမ္မထပ်မံပြီးတော့ဖမ်းဆီးသွားပြန်ပါတယ်။ဘာသာသနာကိုစော်ကားနေတဲ့ KIA အဖွဲ့ကအင်တာနက်ဗမောင်းတို့မှာပေါ်တာဆက်လူသစ်စုနေရုံနဲ့မကပဲနဲ့အောက်ရွှေကကောင်းတဲ့ငတ်ပြတ်သေးချင်နေတဲ့အချိန်မှာသူတို့စီအကြီးကရီယာ KTV မှာမယုံပြတဲ့နဲ့ပျော်ပါနေတာလဲဒါအကုန်လုံးသိခဲ့ကြပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းအိန္ဒိယမြန်မာနယ်စပ် TO ချောင်းမှာတဲထုတ်ပြီးတော့လှုပ်ရှားနေတဲ့ CNA အဖွဲ့ဆိုရင်ဒါ Fakoran မီဇိုလူငယ်အတင်းကဒါကွန်ပစ္စည်းတဲခွင်ပိတ်ပင်လိုက်လို့စားပေါက်ပိတ်ပြီးတော့မှဒါတိုင်ပတ်နေအနေထားကိုရောက်နေတာပေါ့အဆိုးဆုံးကတော့ကျွန်တော်တို့ဒီ AA တောင်းကျမ်းသူတွေပါပဲထုံးစံနဲ့သူတို့ကအမြဲတမ်းအဆိုးဆုံးတွေကိုပဲလောက်တာပါအခုဆိုရင်ဒါဒီတည်င်းမှာတင်ထားလျောက်ဆိုလို့တင်တာ AA ကဒါသူတို့ခွင့်ပြုပေးထားတယ်ဗျာမြောက်ဦးမြို့မှာ KTV တွေဖွင့်လာတယ်ခက်တာကအဲ့ KTV မှာရှိတဲ့အမျိုးသမီးတွေကအနည်းတန်းလိန်ကြုံဖြစ်အပြုတ်ခံနေရပါတယ်တရားဝင်လူကုန်ကူဝီတော့မှဒီအမျိုးသမီးတွေကိုရောင်းစားနေတဲ့ပုံစံမျိုးဖြစ်နေရလားဒါအပြင်မှာယောဂမျိုးစုံနဲ့ကူးဆက်နေရလာတယ်
အဲ့တော့အဲ့မှာရှိတဲ့နော်ဘိန်းရစာထုံးမြနိုင်တော့မူရစီဖြန့်ပြည့်တဲ့စာခန်းတွေမှုလို့ပေါ့အောင်ဖွင့်မှုရောမှာဒီမရိမှုရဲ့နေတိုင်းကျွလွန်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီလက်နက်ကင်တောင်းကျမ်းသူတွေရှိရဲ့နေရာတိုင်းကတော့လူမှုဘဝတွေပျက်စီးပြီးတော့မှအလွန်မတတိစရာဟုတ်ကောင်းနေပါပြီဘလောက်ပဲ MUSS တောင်းကျမ်းနေပါသေးတမတော်ရဲ့စီအောင်ဝဲတွေကိုတော့ဘယ်သူမှတားဆီးနိုင်မှာမဟုတ်ပါဘူးအခုဆိုရင်ဒါကလမ်ဘလက်မြို့အဝင်းဆိုင်ပုံနာအထီကိုတမတော်စစ်ကြောင်းတွေကရောက်ရှိနေပြီးတော့မကြခင်မှာဒါကမ်ဘလက်မတူပီမင်းတက်ကဒါရှင်းပတက်တွေကိုဒါကောင်းကောင်းရှေ့မွန်းပြီးတော့မှနိုင်ငံတော်အလံကိုအဲ့နေရာမှာပြန်ပြီးတော့စိုက်ထုတ်နိုင်တော့မှာပါဒါပြင်နိုင်ငံနဲ့ဒါနိုင်ငံတော်ဝန်မှလည်းတမတော်ထိုးစစ်တွေကအရှေ့ဟုံမြစ်လာလှုပ်ဆောင်လာတာဖြစ်တဲ့အတွက်ကြောင့်နော်ဒါရှာနင်းကန်ထိုးကျွေးကန်စတေးကန်ဘဝကနေပြီးတော့မှရုံထွက်ဖို့တော့ကိုတမတော်နဲ့အတူဒါလက်နက်ခဲရနေနော်တမတော်ထံကိုအလင်းဝင်ရောက်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းရတဲ့တင်ဆက်လိုက်ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်